သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1386ခုနှစ်ဝါကောင်လပြည့်ကျော်14ရက်2014ခုနှစ်ဩဂုတ်လ24ရက်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသဟာယသာသနာစင်တာဓမ္မရတိမဟာဓမ္မတပါဓမ္မယုံကြီးအတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်အထူးဓမ္မသဘင်အခမ်းအနား၌ကွယ်လွန်သူဦးစောနေဝင်းရူပဗေဒအားရည်စူး၍မန္တလေးမြို့23လမ်း6364လမ်းကြားစနီတော်နန်းငွေကြီးပါအောင်ဆိုင်အောင်ကြည့်အောင်ဆိုင်တန့်စင်တိရိငွေကြီးအမျိုးသမီးဆောင်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစိုးရိမ်စိတ်ကိုဖယ်ရှားခြင်းအကြောင်းတရားဒေသနာတော်ဒီနေ့ညတပါးသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤသမ်းသာစီပါလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရည်တဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမိဒ္ဓကြီးမာသမိတာနှင့်တထာဇနီဆွန်ញကြီးဟုကျတိထဝေ90အစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျိုးကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မဉ္ဇဉ်တို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတတဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတဝါဤသမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိုးရိမ်စိတ်ကိုဖယ်ရှားခြင်းလူတိုင်းမှာအမှန်ပုဂ္ဂိုလ်တွေအနေနဲ့စိုးရိမ်စိတ်တို့ကြောင်းကြစိတ်တို့ကြောက်လန့်စိတ်တို့ထိတ်လန့်တုန်လှုပ်တဲ့စိတ်တို့ဆိုတာရှိနေတယ်။ကြောက်စရာအာယုန်နဲ့တွေ့လို့ရှိရင်လေကြောက်တယ်လန့်တယ်မိမိတစ်စုံတစ်ခုကိုဆုံးရှုံးသွားမှာဆုံးရှုံးသွားဖို့အနေအထားရောက်နေတယ်ဆိုရင်လေစိုးရိမ်စိတ်တွေဖြစ်လာဥပမာပဲဗျာဒနာတရား၅ပါးလို့ဆိုရတဲ့ပဲညာတိဗျာဒနာဆွေတဲ့မျိုးတွေကအကိုရတဲ့ပုဂ္ဂိုလ်တွေဆုံးရှုံးသွားမယ်ဆိုရင်ဆုံးရှုံးတော့မယ်ဆိုရင်လည်းစိုးရိမ်ရတယ်ဆုံးရှုံးသွားပြီဆိုတဲ့နောက်မှာလည်းစိုးရိမ်စိတ်တွေဖြစ်လာတောကလို့ခေါ်တာပေါ့ဘောဂဗျာဒနာလို့ခေါ်တဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးမဲ့အနေအထားမျိုးတွေ့ပြီဆိုလို့ရှိရင်လည်းစိုးရိမ်ရတယ်
ဆုံးရှုံးသွားပြီးတဲ့နောက်မှာလည်းစိုးရိမ်နေကြတယ်ရောဂဗျာဒနာလို့ခေါ်တဲ့လူတွေမှာယောဂဝေဒနာဖြစ်လာပြီဆိုရင်လည်းစိုးရိမ်ကြတယ်ဖြစ်မှလည်းစိုးရိမ်တယ်ဖြစ်နေလို့ရှိရင်လည်းစိုးရိမ်ပေါ့အဲ့တော့လောကမှာစိုးရိမ်စိတ်ဆိုတာတစုံတစ်ခုဆုံးရှုံးနစ်နာမှုဖြစ်တော့မယ်ဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာစိုးရိမ်စိတ်ဆိုတာဝင်လာတာကြီးပဲခေါ်အဲ့ဒီလိုတောကလို့ဆိုတဲ့စိုးရိမ်စိတ်တွေဟာဘာကြောင့်ဝင်လာရတယ်လဲအဲ့ဒါတွေကိုဘာနဲ့ဖယ်ရှားမလဲလူတိုင်းဟာဒီပညာရပ်ကိုသိထားဖို့လိုအပ်တာပေါ့ကြောက်တယ်လန့်တယ်စိုးရိမ်ုံနေမကဘူးမစိုးရိမ်ဒီမဖြစ်ခင်ကလည်းကြိုတင်ပြီးတော့ဖြစ်လာမှကြောက်တယ်လန့်တယ်ထိတ်လန့်တယ်တုန်လှုပ်တယ်သူတယောက်တစ်ခုဖြစ်သွားလို့ရှိရင်လည်းဉာဏ်တဲ့ပုဂ္ဂိုလ်ကထိတ်လန့်တယ်တုန်လှုပ်တယ်အဲ့ဒီလိုလူလောကမှာတောကလို့ဆိုရယ်စွန့်ရင်စိတ်တွေနဲ့လူဘဝကိုဖြတ်တန်းနေကြရတာဆိုတော့စိတ်နှလုံးအေးချမ်းမှုဆိုတာသမထမှနေပါအမြဲတမ်းရနိုင်တဲ့အနေအထားမရှိဘူးစိတ်နှလုံးမအေးချမ်းကြဘူးတောကဆိုတဲ့စွန့်ရင်စိတ်တွေနဲ့ရင်ဝယ်ပိုက်ပြီးတော့ဘဝခရီးကိုဖြတ်တန်းနေကြဓမ္မယံခါဆိုရင်စိတ်မရှိဘူးလို့ကိုထင်ပေမဲ့လို့ကျုံလာတဲ့အခါတိုင်းမှာဆိုရင်စိတ်ကဖြစ်လာယောဂဝေဒနာဖြစ်လို့ယောဂကိုသွားစစ်ဆေးလို့ရှိရင် diagnosis ပါအဖြေကမကောင်းတဲ့အဖြေတွက်လာမှကြောက်ကြတယ်ဒါကြောင့်မလို့တချို့ဆို medical check ကဆိုမလုပ်ချင်ဘာကြောင့် medical check ကိုဘာကြောင့်ကြောက်တာတော့ဆိုတော့စွန့်စိတ်ကိုကြောက်တာပဲစွန့်စိတ်ဖြစ်လာမှကြောက်တာတကယ်ကတော့ဖြစ်လာမဲ့ယောဂဝေဒနာမသိချင်ဘူးသိမယ်ဆိုလို့ရှိရင်အဲ့ဒီအတွက်တအုံနှွေးနှွေးနဲ့ပူဆွေးရနေရမှာတွေကိုမဖြစ်ချင်မခံစားချင်ဘူးဒါကြောင့်မို့မသိချင်ကြဘူးတော်တော်များများစွန့်စိတ်ဆိုတာမျိုးသိပ်ပြီးတော့ထားကြတယ်အဲ့ဒီလိုမျိုးသိထားခြင်းဟာစိုးရိမ်စိတ်ကိုဖယ်ရှားခြင်းလားလို့ဆိုမဟုတ်ဘူးအဖြေလည်းမဟုတ်ဘူးစိုးရိမ်စိတ်ဆိုတာသူ့ကိုရင်ဆိုင်ဖို့လိုအပ်တယ်ပေါ့ရင်ဆိုင်ရမယ်ဘာကြောင့်ဖြစ်တယ်ဆိုတာသိရအဲ့တော့စိုးရိမ်စိတ်ကိုမဖြစ်လာခင်ကလည်းကြိုတင်ပြီးတော့စိုးရိမ်စိတ်ဖြစ်လာလို့ရှိရင်ဘယ်လိုတုံ့ပြန်မလဲဖြစ်လာနေတဲ့အချိန်မှာရောဘယ်လိုတုံ့ပြန်မလဲဘယ်လိုရင်ဆိုင်မလဲမဖြစ်အောင်ဘယ်လိုဖယ်ရှားမလဲဆိုတာဘုရားမြတ်စွာရဲ့အဆုံးအမတွေမှာဒါတွေရှိအဲ့ဒီအဆုံးအမတွေကိုလာယူမှတ်သားပြီးတော့လူတိုင်းဟာစိုးရိမ်ဒုက္ခဆိုတာနဲ့မကင်းကြသည့်အတွက်ကြောင့်ဒီစိုးရိမ်စိတ်ဖြစ်ပေါ်နေတာဟာဘာကိုအခြေခံပြီးတော့ဖြစ်နေတာတော့ဆိုတာကိုလေ့လာဆန်းစစ်ကြရမှာဖြစ်တယ်ပေါ့လေ့လာဆန်းစစ်ခြင်းအပြင်အဖြေတစ်ခုကိုထုတ်နိုင်ကြလိမ့်မယ်အကြောင်းကိုသိလို့ရှိရင်အဖြေထုတ်နိုင်တယ်ပေါ့ဒါဖြင့်ဒီတောကဆိုတဲ့ဆွေးစိတ်ဟာဘာကြောင့်ဖြစ်လာလဲမြတ်စွာဘုရားကရှင်းရှင်းလေးပဲဟောတယ်ကာမတောစာယတိတောကောကာမတောလိုချင်တဲ့တဏှာရာဂကြောင့်လိုချင်တဲ့တဏှာလောဘကြောင့်တောကောဆွေးစိတ်ဆိုတာစာယတိဖြစ်ပေါ်လာတယ်ဒီတဲ့ထင်ရှားတဲ့အနေနဲ့တခါထပ်ဟောတယ်တဏှာယစာယတိတောကောတွေ့တာမှုတွေလိုချင်မှုတွေအဲ့ဒီတဏှာလောဘကြောင့်တောကဆိုရယ်ဆွေးမှုဖြစ်ပေါ်လာတယ်အဲ့တော့လူတွေရဲ့ရင်ဝယ်မှာစိုးရိမ်စိတ်တွေဖြစ်လာရတယ်ဆိုတာအကြောင်းမဲ့ဖြစ်တာမှမဟုတ်တာမွေးရပါရှင်ထဲမှာဒီစိုးရိမ်စိတ်ကြီးဆိုတာက
နှလုံးသားကြီးတွေတို့ကြောက်ကတ်တို့ကိုယ်ရင်ကရက်တွေပါနေတယ်လို့စိုးရင်စိတ်ကြီးကဒီလိုအကောင်ထည်ကြီးနဲ့ရှိနေတာမှဟုတ်မှာမဟုတ်တာမရှိဘူးဘယ်လိုအနေနဲ့ကတော့ရှိနေတော့ဆိုလို့ရှိရင်စိုးရင်စိတ်ဟာလိုချင်တဲ့တဏှာရှိနေသည့်အတွက်ကြောင့်သူကိုယ်တိုင်တော့တိုက်ရိုက်မရှိဘူးလိုချင်တဲ့တဏှာမကင်းသေးတဲ့ပုဂ္ဂိုလ်တိုင်းမှာလိုချင်မှုကိုအခြေခံပြီးတော့စိုးရင်စိတ်တွေဟာပေါက်ဖွာလာတယ်ပေါ့အဲ့ဒီစိုးရင်စိတ်တွေဟာလိုချင်မှုတဏှာအဲ့ဒါကိုအခြေခံပြီးတော့လိုချင်မှုတွေ့တာမှုတွေကိုအကြောင်းပြုပြီးတော့စိုးရင်စိတ်ဆိုတာဖြစ်ပေါ်လာတာတဲ့အဲ့တော့တောကဆိုတာကိုဖယ်ရှားခြင်းလို့ရှိရင်ဘာကိုဖယ်ရှားရမလဲလို့ဆိုတဲ့အခါလူချင်းမှုတွေ့တာမှုဆိုတဲ့တဏှာကိုဖယ်ရှားရမှာသူရှိနေတယ်ဗျသူမဖယ်ဘဲနဲ့စိုးရင်စိတ်ဆိုတာဖယ်လို့မရဘူးသူရှိနေတယ်ဗျကာလပတ်လုံးတွေ့တာမှုတွေဆွဲလန်းမှုတွေရှိနေတယ်ဗျကာလပတ်လုံးစိုးရင်စိတ်ဆိုတာလာနေမှာပဲရှင်သန်နေမှာပဲကဘာမြေကြီးရှိနေတယ်ဗျရက်ပင်တွေတစ်ပင်တွေဟာရှင်သန်နေတယ်လို့ပဲပေါ့ရှင်သန်နေဥမှာပဲတစ်ပင်ကြီးတွေဟာအမြင့်ရှင်သန်နေတယ်ဗျကလပတ်လုံးအကိုင်းတွေအခက်တွေထွက်နေဥမှာပဲအကြောင်းတရားကိုဖယ်ရှားဖို့ဒီလိုဆိုတာအဲ့တော့တောကဆိုတဲ့စိုးရိမ်စိတ်ဟာတွေ့တာမှုဆိုတာကနေမြစ်ဖြားခံပြီးတော့လာတာဖြစ်တယ်။ဒါကြောင့်မို့တောကဆိုတဲ့စိုးရိမ်စိတ်ကိုကြောက်လန့်နေဆိုရင်တွေ့တာမှုကိုအရင်ဖယ်တဲ့မဖယ်ဘဲနဲ့မျိုးသိပ်ထားလို့မရဘူးတဲ့မျိုးသိပ်ထားရင်ပေါက်ထွက်မှာပဲရှိအကြောင်းကိုမဖယ်ရှားဘဲနဲ့အကျိုးတရားကိုရပ်ထားလို့မရနိုင်ဘူးတဲ့အကြောင်းတရားကိုဖယ်ရှားပြနိုင်ရမယ်ဟောဆင်ញင်သုံးသပ်ကြည့်တာအရှိမှန်ကတောကဆိုတဲ့စိုးရိမ်စိတ်ဟာသူ့ဘာသူဖြစ်လာတာလားဆိုမဟုတ်ဘူးတွေ့တာမှုကိုအခြေခံပြီးတော့ဖြစ်လာတာစိုးရိမ်မှုဟုတ်တယ်လေလောကမှာကိုယ်နဲ့မပတ်သက်ဘူးကိုယ်နဲ့မသက်ဆိုင်ဘူးဆိုရင်ဘယ်သူမှမစိုးရိမ်ကြဘူးလေပတ်သက်လာပြီးသက်ဆိုင်လာပြီးဆိုရင်တော့တဏှိမုတ်တဏှိအဖြစ်ဆက်သွဲနေပြီဆိုရင်တော့စိုးရိမ်မှုတွေဖြစ်ပေါ်လာကြဆက်သွယ်မှုအကောင်းလေးလေးစိုးရိမ်မှုတွေအကောင်းလေးလေးပဲအဲ့တော့အဲ့ဒီဆက်သွယ်မှုတွေ့တာမှုလူချင်းမှုဆိုတဲ့တဏှာရာဂတွေကိုဖယ်ရှားပြရဒါဖြင့်စိုးရိမ်စိတ်ဆိုတာတော့ပါလဲလို့မေးမယ်တောကဆိုတာကျတော့ပရိဒဘာသဘောအရစိတ်แท้ဖြစ်တဲ့အရာဟာဘယ်ဟာလဲလို့ဆိုဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့ကြေကွဲတဲ့ခံစားမှုဒေါမနတဝေဒနာကိုတောကလို့ခေါ်တာစိတ်ထဲနှလုံးထဲမှာဝမ်းနဲ့ကြေကွဲမှုဆိုတာဒေါသနဲ့ရှင်တွဲလာတာအဲ့တော့ဒေါသမရှိဘဲဝမ်းနဲ့ကြေကွဲမှုဆိုတာလည်းမဖြစ်နိုင်လူတွေမှာခံပြင်းဒေါသဆိုတာမခံနိုင်ဘူးကိုပိုင်ဆိုင်တဲ့အရာတခုပျက်စီးသွားတာမခံနိုင်ဘူးဟောကိုမြတ်နိုးတဲ့အရာတခုပျက်စီးသွားမှမခံနိုင်ဘူးကို့မှာတစ်စုံတစ်ခုမဖြစ်ချင်တာတွေဖြစ်လာမှာကိုခံနိုင်ရည်မရှိဘူးအဲ့ဒီခံနိုင်ရည်မရှိဘူးဖြစ်လာမှာကိုမုန်းတီးတယ်ဆိုတဲ့ဒေါသအဲ့ဒီဒေါသကိုအခြေခံပြီးတော့နော်ပြောကြတာလူတွေကတော့လက်မြောက်လို့အရှုံးပေးနှလုံးအေးတဲ့စေတဲ့ဘယ်အေးမှာတော့ထားကြတော့ဒေါသရှိနေတဲ့များကလည်းဘလုံးနှလုံးကတော့မအေးဘူးစိတ်ခံမြင်တဲ့ဒေါသအခြေခံပြီးတော့ဒေါမနတဆိုတဲ့ဝမ်းနည်းခြင်းကြည်ကွဲခြင်းစိုးရိမ်ခြင်းဆိုတဲ့ဒေါမနတတို့တောကတို့ဆိုတာလာတော့တာပဲသူကဆောင်တိန်လို့မရတဲ့ခံစားမှုတဘောအဲ့တော့တောကဆိုတာစိတ်ရဲ့ခံစားမှုဒေါမနတဆိုတာလည်းစိတ်ရဲ့ခံစားမှုတစ်မျိုးပဲအဲ့ဒီစိတ်ရဲ့ခံစားမှုနှစ်ခုစလုံးဟာဘာကိုအခြေခံပြီးတော့ဖြစ်နေတာတော့ဆိုမုန်းတီးခြင်းဆိုတဲ့ဒေါသကိုအခြေခံပြီးတော့ဖြစ်နေတာတဲ့
ဒေါသဆိုဒီမှာကိုကအနိုင်ရလို့ရှိရင်လွှမ်းမိုးတဲ့ဒေါသကိုကအရှုံးလို့ဆိုရင်ကြောက်တဲ့ဒေါသကြောက်တာလဲဒေါသပဲအနိုင်ယူတာလဲဒေါသပဲကိုကပြင်းထန်လာလို့ရှိရင်အနိုင်ယူတတ်တယ်ကိုကအရှုံးပေးရလို့ရှိရင်ကြောက်တယ်အဲ့ဒီကြောက်ခြင်းလန့်ခြင်းထိတ်လန့်ခြင်းတုန်လှုပ်ခြင်းဆိုတာအရာတွေဟာအလုံးဟာဒေါသရဲ့သဘာဝတွေကြီးပဲကိုအဲ့ဒီကြောက်လန့်ထိတ်လန့်တုန်လှုပ်မှုဆိုတဲ့ဒေါသကိုအခြေခံပြီးတော့ဝမ်းနဲ့ကြေကွဲမှုဆိုတဲ့ဒေါမနတာခံစားရစိုးရိမ်တယ်ဆိုတဲ့သောကကိုခံစားရအဲ့တော့စိုးရိမ်စိတ်ဆိုဒီမှာသောကလို့ဆိုတဲ့ဒေါသနဲ့ရှင်တွဲပြီးဖြစ်ပေါ်လာတဲ့ခံစားမှုတစ်မျိုးကိုစိုးရိမ်စိတ်လို့ဒီလိုခေါ်တယ်ပေါ့စိတ်ထဲမှာမိဖြစ်လို့စိတ်လို့ကောင်းတဲ့တက်ပြောလိုက်တယ်တကယ်ကတော့စိတ်ကိုမိတွေ့ပြီးတော့ဖြစ်တတ်တဲ့စေတသိက်သဘောတရားပဲသူ့ကို analyze လုပ်ကြည့်တာသေသေးချာချာရှာဖွေကြည့်ကိုယ့်ရင်ထဲမှာဒီဒေါသရှိနေသလားရှိနေတဲ့များကလည်းဘာလို့စိတ်ရဲ့စိုးရိမ်စိတ်တွေတို့စိုးရိမ်မှုတွေတို့ဝမ်းနဲ့ကြေကွဲမှုဆိုတဲ့ခံစားမှုတွေကလာမှာပဲမလာဘူးဆိုတာမရှိဘူးရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့တော့အကြောင်းတရားတစ်ခုကိုအခြေခံပြီးတော့ဒီစိုးရိမ်စိတ်ဆိုတာဖြစ်ပေါ်လာစိုးရိမ်စိတ်ဆိုတာဘာကြောင့်ဖြစ်တယ်ဆိုတာသိရပြီစိုးရိမ်စိတ်ဆိုတာဘာကိုခေါ်တယ်ဆိုတာသိလာရပြီအဲ့ဒီလိုသိလာရပြီးတဲ့နောက်စိုးရိမ်စိတ်ကိုဘာနဲ့ဖယ်ရှားမှလဲစိုးရိမ်စိတ်ကိုဖယ်ရှားနိုင်တာအသိဉာဏ်ပဲရှိတယ်အသိပညာနဲ့ဖယ်ရှားရမယ်ဒီအသိဆိုတာဓမ္မအသိမြတ်စွာဘုရားအဆုံးအမအတိုင်းဖြစ်တဲ့ညုတ်ကုတ်အထုတ်လို့ရလာတဲ့တတိတွေဝိရိယတွေသမာဓိတွေပညာတွေနဲ့လွှမ်းခြုံထားတဲ့ဓမ္မအသိအဲ့ဒီဓမ္မအသိဖြင့်သာလျှင်လောကမှာလူတွေရဲ့ယင်ထဲမှာပူလောင်စေတတ်တဲ့စိုးရိမ်စိတ်ဆိုတာဖယ်ရှားနိုင်တယ်လွယ်လွယ်နဲ့ဖယ်ရှားလို့တော့ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လုံးဝဖယ်ရှားပစ်ဖို့ဆိုတာကြတော့အစွမ်းအထက်ဆုံးဖြစ်တဲ့အရတ္တမေဆိုတဲ့ဉာဏ်မျိုးအရတ္တဖို့ဉာဏ်မျိုးကိုရမှသာလေစိုးရိမ်စိတ်ကိုအပြီးသတ်ဖယ်ရှားပြတယ်အလုံးဆိုလို့ရှိရင်တော့စိုးရိမ်စိတ်ကအပြီးသတ်ကြံအောင်မဟုတ်သေးဘူးအနာဂါမိမဲ့အနာဂါမိဖို့တတိယအဆင့်လောက်ရောက်သွားပြီဆိုလို့ရှိရင်တော့ဒေါသကိုဖယ်ရှားလိုက်နိုင်ပြီဒေါသကိုဖယ်ရှားလိုက်နိုင်ပြီဒေါသကိုဖယ်ရှားလိုက်နိုင်တာနဲ့တပြိုင်နက်စိုးရိမ်စိတ်တွေကိုလည်းဖယ်ရှားပြီးသားဖြစ်သွားပြီဟောအနာဂံပုဂ္ဂိုလ်တွေကြတော့လည်းဖယ်ရှားနိုင်တဲ့စွမ်းရည်တတ္တိရှိယဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုတော့လုံးဝဖယ်ရှားနိုင်တဲ့အဆင့်ရောက်သွားပြီသောတာပန်ဖြစ်ုံနဲ့မဖယ်ရှားနိုင်သေးဘူးသဂရဂံဖြစ်ုံနဲ့မဖယ်ရှားနိုင်သေးဘူးစိုးရိမ်စိတ်ဖယ်ရှားဖို့ဆိုတာအတော်အသင့်အနေနဲ့စိုးရိမ်စိတ်တွေကြီးထွားမလာအောင်ဓမ္မအသိဖြင့်ထိန်းချုပ်လို့ရမရဘူးမဟုတ်ရအဲ့ဒီလိုဖြစ်နိုင်သောတာပန်ဖြစ်တဲ့ဝိသကာအကြောင်းအမှားကြီးဟာအတော်ကိုအားကိုးရတဲ့ညီကလေးသူ့ရဲ့ညီမညီအမျိုးသမီးလေးဘယ်တန်လိမ္မာတယ်အဖွားရဲ့ကိုစားအိမ်မှာနေတိုင်းတန်ခါ900ပင့်ပြီးတော့ဆွမ်းကြွေးနေတဲ့ဝိသကာအကြောင်းအမှားကြီးရဲ့ကိုစားတန်ခါရဲ့ဝေယဝိသကိုအာကျုမှန်တဲ့ဆောင်ရွက်ပေးနေတဲ့ဝိသကာရဲ့မြေကလေးအမျိုးသမီးလေးယောဂဝေဒနာဖြစ်ပြီးတော့ကွယ်လွန်သွားတယ်အိန္ဒိယထုံးတမ်းစင်လာအရဒီဆွေတဲ့မျိုးတွေကတူတယောက်ကိုတူတယောက်သေဆုံးသွားပြီဆိုလို့ရှိရင်
အတုဝကိစ္စဆောင်ရွက်ပြီးဆိုတဲ့အခါမှာသူကဝတ်ထားတဲ့အဝတ်တွေအကုန်လုံးအဝတ်ဆိုတွေသဘင်လည်းအဆိုအကုန်လုံးရေနဲ့လောင်းထားသလားမသိဘူးတကြံကြတယ်လို့သာမှတ်ထားပြီဗမာပြည်တကြံကြဒီကုလုံးရွှဲရွှဲဆိုဟောအဲ့တော့အိန္ဒိယအဲ့ဒီဘုရားလက်ထက်ကထုံးစံတော့အန္လဝဋ္ဌအန္လကေတာသဘင်ကလည်းဆိုအဝတ်တွေကလည်းဆိုအတုဝကိစ္စဆောင်ရွက်ကြတယ်အဝတ်ဆိုလည်းဆောင်ရွက်တယ်အဲ့ဒီခေတ်ကအခုခေတ်တော့အဝတ်ချောင်းအဝတ်နဲ့ကြီးတွေနဲ့ဆောင်ရွက်တယ်သို့တော့အဝတ်နဲ့ကအသားဖြူနဲ့လိုက်လို့ဒီပြင်ချိန်လဲအဝတ်နဲ့ကြီးတွေဝတ်ကြဒါခေတ်ပြောင်းလာကျို့ဆိုလို့ရှိရင်ဖြူတယ်လို့ဒီလိုကိစ္စရှိမှအဝတ်ကိုအနက်ဝတ်တယ်ကျန်တဲ့အချိန်မှာအနက်မဟုတ်ဘူးနော်ဒါသူ့ရဲ့သင်္ကေတတွေပေါ့သို့တော့ခဏခေတ်မှာတော့အသားဖြူလာတွေနဲ့လိုက်ဖက်ပြီးတော့အဝတ်နဲ့ကြီးတွေဝတ်နေကြတယ်အမြဲတမ်းမင်္ဂလာအမင်္ဂလာလို့ယူဆတဲ့အရာဒီခဏမှာမင်္ဂလာဖြစ်နေပြန်ပြီပြန်ပြီးတော့နော်ဒါပေမဲ့လို့အဝတ်ဆိုတွေနဲ့လုပ်တယ်ဆိုတဲ့ဟာတော့မတွေ့ရသေးဘူးဒီကနေ့ကမြတ်စွာဘုရားလက်ထက်ကတော့အဲ့လိုပဲဝိသခာဟာညီကလေးရဲ့အတုပလိုက်ပို့ပြီးတော့သဘင်အဆိုးဆိုအဝတ်ဆိုဆိုနဲ့ဘုရားစီရောက်လာဘာအဓိပ္ပာယ်လဲမသိဘူးနော်အဝတ်တွေအကုန်လုံးဆိုထားတယ်မြတ်စွာဘုရားကမေးတယ်ဒီလိုနေ့လည်နေခင်းအချိန်ကြီးမှာသဘင်တွေကလည်းဆိုလို့တကုံလုံးလည်းရွှဲရွှဲဆိုလို့ဘယ်ကနေဘာလုပ်လာတာလဲလို့မြတ်စွာဘုရားမေးတဲ့အခါအလွန်လိမ္မာတဲ့သူ့ရဲ့ရေးကလေးဆုံးသွားလို့ပြည့်ညွှန်ခြင်းကိစ္စကိုဆောင်ရွက်ပြီးအဲ့ဒီကနေလာခဲ့တာပါလို့အဗ္ဗဓမ္မနှမျောတတဝမ်းနဲ့ခြေခွဲရတဲ့အကြောင်းဝိတကာကလျှောက်တော့မြတ်စွာဘုရားကငါဟောထားတယ်မဟုတ်လားတဲ့သင်္ခါရတရားမှန်တယ်ဗျဘယ်အရာမှမမြဲဘူးဒီနေ့ဟာပြည့်ဟိဝေပြောကောမိမိမြတ်နိုးတဲ့အရာတွေနဲ့လည်းဒီနေ့ကျတော့ခွဲရမှာပဲဆိုတာကိုစဉ်းစားမထားဘူးလားတဲ့ဘာဖြစ်လို့ခုမှဒီလိုဖြစ်ရတယ်လဲဝိသခာကဘုရားရှိမှလည်းမျက်ရည်တွေကျနော်သောတာပန်မိပဲလို့မျက်ရည်တွေကျပြီးတော့ဘုရားကိုလျှောက်တော့မြတ်စွာဘုရားကသင်္ခါရတရားဆိုတာဒီတိုင်းပဲဘာဖြစ်လို့မျက်ရည်ကျနေလဲဆိုတော့မှန်ပါတယ်ဗျာတဲ့သို့တော်လည်းဒီမြေးမလေးကအမှန်တန်လိမ္မာတယ်ဟောတာကြွကြမှုကိုတရုပ်ဖော်တာနော်အလုံးကိုလိမ္မာတယ်အဲ့တော့မိုက်တဲ့ဟာသိရင်မငိုဘူးလားလို့ဆိုအမိုက်အမဲလေးမို့ပို့ပြီးတော့ချစ်နေပြန်ရောလူစိတ်အခက်ကြီးနော်အဲ့ဒါကြတော့အမိုက်အမဲလေးမို့တဲ့အဲ့တော့ဝိသကသူ့မြေးလေးကလိမ္မာတော့လို့ဒါကြောင့်မို့သူဟာဘုရားဟောတဲ့တရားကိုသိတော်လဲပဲအလွန်လိမ္မာတဲ့ရေးကလေးဖြစ်လို့နှမျောတတာပြီးကြေကွဲဝမ်းနေရပါတယ်လို့လျှောက်တော့အဲ့ဒါလို့ဆိုရင်ဒီလိုအလိမ္မာရေးကလေးတွေဘယ်နှယောက်များလို့ခြင်းတော့လို့ဆိုတရားရလဲယူမယ်ဗျာ1000ရလဲယူမယ်တယောက်မကောင်းဒီလိုအလိမ္မာတုံးအလိမ္မာခဲလေးတွေဆိုရင်တော့ရသလောက်သူကမြတ်နိုးပါတယ်ဆိုအဲ့တော့မြတ်စွာဘုရားကသူ့ကိုတတိပေးတယ်အေးသာဝတိမြို့မှာတဲ့တနေ့သာဝတိမြို့မှာရှိတဲ့လူကြီးရောင်များစွာရှိတဲ့တနေ့ဘယ်နှယောက်သေးတာတွေ့ရတယ်လို့10ယောက်သေးတာလည်းရှိတယ်ဗျာတဲ့50သေးတာလည်းရှိတယ်100သေးတာလည်းရှိမြို့ကြီးကိုအဲ့ဒါဆိုလို့ရှိရင်တဲ့အဲ့ဒါလို့သာဝတိမြို့တစ်မြို့လုံးမှာရှိတဲ့အလိမ္မာတုံးအလိမ္မာခဲတွေအကုန်လုံးရကျင်တယ်ကြီးတွေကြော်ပြီးတော့လိုချင်တယ်ဆိုလို့ရှိရင်တဲ့ဒီနေ့ကို10ယောက်သေးမယ်ယောက်20သေးမယ်ယောက်50 100သေးမယ်ဆိုရင်ဒီမှာသဘင်6ရမယ်ရေရောရှိသေးရဲ့လားအဝတ်တွေ6ရမယ်ရေရောရှိသေးသလားလို့
မြတ်စွာဘုရားကမေးမြန်းလိုက်တဲ့အခါကျတော့သူဟာမရှိနိုင်တော့ပါဘူးအဲ့တော့မြတ်စွာဘုရားကသဘာဝကိုစဉ်းစားခိုင်းချစ်ခင်သူတစ်ယောက်ရှိရင်ဒုက္ခတစ်ခုပဲချစ်ခင်သူနှစ်ယောက်ရှိရင်ဒုက္ခနှစ်ခုပဲချစ်ခင်သူ100ရှိရင်ဒုက္ခ100ဖြစ်မှာပေါ့တဲ့အဲ့တော့အခုလို့ဆင်းရဲဒုက္ခရောက်ခြင်းဟာချစ်ခင်ခြင်းဆိုတဲ့တွေ့တာမှုကြောင့်ဖြစ်ပေါ်လာတာဖြစ်တယ်လို့သက်စွာဘုရားကဝိသကာတရားဟောခဲ့တယ်အဲ့တော့တတိပိတရားဟောလိုက်တဲ့အခါမှာဝိသကာတောကတွေပြေပြောင်းသွားတယ်လို့သူဆိုအဲ့တော့လောကမှာစိုးရိမ်စိတ်တွေကလူတွေမှာအများကြီးရှိကြအဲ့လိုတရားဟောလိုက်လို့ရှိရင်လေစိုးရိမ်စိတ်ကိုပယ်ဖြောက်ပြီးသားဖြစ်သွားပြန်တယ်ပေါ့အခုခေတ်စိုးရိမ်စိတ်ပယ်ဖြောက်တာတွေကတော့တစ်မျိုးပဲเนาะလူတွေဟာငကောမှာငိုခြင်းနေတဲ့အချိန်ပဲငိုလိုက်နဲ့တိုက်တွန်းတဲ့လူဟာရှိသေးတယ်ငိုလိုက်ငိုခိုင်းမငိုရင်အလုံးတက်သွားသလားမသိဘူးအဲ့ဒီအလုံးကိုချခြင်းလို့ငိုလိုက်လို့ပြောတာတချို့တယ်အဲ့တော့ငိုလိုက်ဆိုတာတရားမဟုတ်ဘူးเนาะအဲ့ဒါငိုချလိုက်ရင်ရင်မဟာသွားတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်ငိုလိုက်ရင်အားရသွားတယ်လို့ထင်တယ်အဲ့ဒါအဖြေမဟုတ်ဘူးစဉ်းစားဉာဏ်မဟုတ်ဘူးလေစဉ်းစားဉာဏ်နဲ့ဖြေရှင်းတာမဟုတ်သည့်အတွက်ကြောင့်ဒီတောကဟာတရင်္ဂါအားဖြင့်တော့သူကတခဏအားဖြင့်တော့တက်တာတလို့ရှိခြင်းရှိကောင်းရှိလိမ့်မယ်ရင်ထဲမှာဟာသွားပြီးတော့သို့တော့တောကကိုလျှော့တာမဟုတ်ဘူးတဲ့တောကကိုလျှော့တဲ့နေမဟုတ်ဘူးတောကရှိမြဲရှိနေတာပဲအာကောင်းမြဲအာကောင်းနေမှာပဲတောကကိုဖယ်ရှားပြစ်နိုင်တဲ့နည်းကတော့ဘာလဲလို့ဆိုရင်ဓမ္မအတိပဲတာဖြစ်တယ်ဓမ္မအတိကလွဲပြီးတော့တောကကိုဖယ်ရှားနိုင်တာမရှိဘူးလုံးဝဖယ်ရှားနိုင်တဲ့အတိဆိုတာအနာဂါနဲ့ယဟန္တာဒီအဆင့်ရောက်အောင်ဓမ္မအတိတွေရင့်ကျက်သွားပြီဆိုလို့ရှိရင်တော့စိုးရိမ်စိတ်တွေလုံးဝပျောက်သွားပြီဘလောက်ထိပျောက်သွားသလဲဒီအတိညာဟာစိုးရိမ်စိတ်ကိုဘလောက်ထိဖယ်ရှားနိုင်တယ်လဲဆိုလို့ရှိရင်လုံးဝတစ်စက္ကန့်မှမကြံအောင်ဖယ်ရှားနိုင်လူတွေဆိုတာကြောက်စရာအာယုန်နဲ့တွေ့ရင်ကြောက်တယ်လန့်တယ်ထိတ်လန့်တယ်တုန်လှုပ်တယ်စိတ်နှလုံးတုန်လှုပ်တယ်သို့တော့တချို့တရားတွေမကြောက်ဘူးမလန့်ဘူးဆိုတာလည်းရှိတယ်တရားမှမကြောက်တဲ့တရားတွေရှိတယ်အဲ့ဒီတရားတွေဆိုပါစို့ရှင်သေးဆိုတဲ့အကောင်စာရဲပါတာပြောတော့ခုခဏအာဖရိကရှင်သေးကြီးတွေအမြောက်နဲ့ပြင်ရင်တော့ပြေကောင်းပြေလိမ့်မယ်အဲ့ဒီမှာရှင်သေးဆိုတဲ့အကောင်ကသူကလန့်တယ်လို့မရှိဘူးတဲ့သူကဘာလို့မလန့်တာတော့လို့သူ့ရဲ့အကြောင်းကသူကဓမ္မအတိတွေသိလို့မလန့်တာလားလို့ဆိုမဟုတ်ဘူးသူအရှုံးပေးရမယ့်လူတယောက်မှမရှိဘူးဆိုတာသူ့ကိုယ်သူကိုသိပြီးတော့ယုံကြည်လွန်အားကြီးပြီးသက္ကာယဒိဋ္ဌိကြီးမားလွန်အားကြီးသောကြောင့်သူမကြောက်တာတဲ့မိုးကြိုးတန်ကြားလဲလန့်မသွားဘူးချင်းလေးကလန့်တယ်လို့မရှိဘူးလေချင်းလေးဆိုတော့ဘယ်တော့မှမလန့်ဘူးလို့ပြောတယ်လက်နဲ့တဲ့တီးချေသူ့မှာမပါဘူးချင်းလေးကဘာဖြစ်လို့အဲ့ဒါမလန့်တာတော့လို့ဆိုတော့အကြောင်းပြထားတာကိုယုံကြည်မှုလွန်ကဲနေလို့လေသူကြောက်เสียသူ့ကိုသူရှုံးပေးရမယ်အကောင်တကောင်မှမမြင်ဘူးသူကပဲအကုန်နိုင်ရမယ်ဆိုတဲ့အသိစိတ်နဲ့သူမကြောက်တာလေလောကမှာမကြောက်ဘူးဆိုတဲ့လူတွေဟာအသိဉာဏ်နဲ့မကြောက်တာမဟုတ်ဘူးဥပမာတစ်စေမကြောက်ဘူးဆိုတဲ့လူကလည်းသူ့ကိုယ်သူယုံကြည်လွန်အားကောင်းပြီးတော့သူ့ရဲ့စွမ်းရည်တတ္တိကိုသူယုံကြည်လွန်အားကြီးပြီးတော့ဘာကောင်ကြီးလာခဲ့သူတိုက်ခိုက်မယ်ဆိုတဲ့စိတ်နဲ့မကြောက်တာလေကြောက်တယ်ဆိုတဲ့စိတ်ကတော့အရှုံးပေးထားတာအဲ့တော့ကြောက်စိတ်ဆိုတာဟာဒီတရားနဲ့တင်ကြောက်တာမဟုတ်ဘူးတချို့ကြတော့အတ္တမာနလို့ခေါ်တဲ့အတ္တဒိဋ္ဌိလွန်ကဲနေလို့ရှိရင်လည်းကြောက်စိတ်မရှိဘူးတဲ့ဒီလိုလည်းရှိနော်တခါတော့ကရှင်သေးတွေဟာအကြောက်အလန့်မရှိဘူးဆိုတဲ့စကားကိုကြားရတော့ဒီဘီရင်ကြီးတစ်ပါးကတောတစ်ခုစစ်တပ်နဲ့ဖြတ်တန်းပြီးသွားလာတဲ့အခါရှင်သေးမကြီးကရှင်သေးကလေးနှစ်ကောင်မွေးထားတယ်
အဲ့ဒီရှင်သေးလေးနှစ်ကောင်မွေးထားခဲ့တာတွေ့တဲ့အခါကျတော့ရှင်သေးတွေမကြောက်ဘူးလို့ပြောတယ်ငါစမ်းကြည့်မယ်ဆိုအဲ့တောစခန်းတနေရာကနေပြီးတော့တပြိုင်နဲ့စစ်စီစစ်မောင်းတွေတီးပြီးတော့ဆူညာနဲ့အတန်တွေလောက်တယ်ဒီကောင်တွေလန့်ပြီးထွက်ပြေးသွားမလားအမဲချင်းလေးလေးတွေကအိပ်ပြီးတော့ခေါင်းလေးထောင်ကြည့်ပြီးပြန်အိပ်သွားကြတယ်ကြောက်ဘူးတဲ့သူတို့နော်စူးစူးညံ့ညံ့မကြောက်ဘူးအဲ့တော့ကြောက်တာကဘယ်သူတုံးဆိုရင်ဘယင်ကြီးနဲ့စစ်သားတွေကအေးချင်းလေးမကြီးလာရင်ငါတို့မလွယ်ဘူးဆိုပြီးတော့မြင်မြင်သွားကြသူတို့ကကြောက်သွားအဲ့ဒါလို့လေမှတ်တမ်းထဲမှာဆိုထားတာရှိတယ်ပေါ့စားတယ်အဲ့ဒီတရားတွေမကြောက်တာကတော့အတ္တမာနလွန်ကဲနေလို့မကြောက်တာလို့ဒီလိုဆိုလို့အသိဉာဏ်ရှိလို့မကြောက်တာကတော့အနာဂတ်ပုဂ္ဂိုလ်တွေနဲ့ယဟန္တာပုဂ္ဂိုလ်တွေဟာအသိဉာဏ်ရှိလို့ကြောက်လန့်ခြင်းဆိုတာမရှိဘူးစိုးရိမ်စိတ်ဆိုတာသူတို့မှမရှိဘူးစိုးရိမ်စိတ်ကိုအခြေခံကနေစပြီးတော့ဖယ်ရှားပြီးဖြစ်သွားကြအောင်အဲ့ဒီပုဂ္ဂိုလ်တွေဟာကြောက်လန့်တဲ့စိတ်လုံးဝမရှိတော့ဘူးဒါလေးကိုသုတ္တန်တစ်ခုမှာဒီမြတ်စွာဘုရားလက်ထက်တုန်းကကိုရင်လေးတစ်ပါးအကြောင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဖြည့်ရှင်းပေးပုံလေးဓမ္မအတိကစွန့်ရင်စိတ်တွေကိုဖယ်ရှားနိုင်တယ်ဆိုတာလေးကိုမှတ်သားနိုင်ယူကြည့်ကြရအောင်ဒီကိုရင်လေးကအမှန်တမ်းငယ်သေးတယ်ပေါ့စပထမငယ်ငယ်နဲ့ပဲယဟန္တာဖြစ်သွားတယ်သူ့ရဲ့နာမည်ကအဓိမုဒ္ဒလို့ခေါ်တယ်အဓိမုဒ္ဒသူ့ရဲ့ဦးလေးကတန်ကိစ္စလို့ခေါ်တယ်သူ့ဦးလေးကလည်းထူးခြားတယ်သူကလည်းထူးခြားတယ်တူကြီးနှစ်ယောက်အဲ့ဒီဓိမုဒ္ဒဆိုတဲ့ကိုရင်လေးကသာသနာပေါင်းဝင်လာပြီးသာသနာကျင့်စဉ်တွေကိုကျင့်ကြံကြိုးကိုအားထုတ်တယ်ဓမ္မအသိတွေရအောင်ကြိုးစားဝိပဿနာကျင့်စဉ်တွေကိုကျင့်လိုက်ကိုရင်ဘဝနဲ့ပဲယဟန္တာဖြစ်သွားတယ်အဲ့တော့တမ္မာအဖြစ်နေမယ်ဆိုရင်သူကလည်းမကြောက်ဘူးငါလည်းမကြောက်ဘူးသူလည်းမစိုးရိမ်ဘူးငါလည်းမစိုးရိမ်ဘူးလို့ပြောလို့ရတယ်သို့တော့ကြောက်เสียလန့်เสียဘေးရဲ့အာယုန်နဲ့တွေ့လာတဲ့အခါမှာမကြောက်မှတကယ်မကြောက်တာလို့ပြောရမှာနော်အဲ့တော့ဒီကွင်လေးကသာသနာပေါ်မှာဒီအသက်20ပြည့်ဖို့နီးလာတော့ရဟန်းဖြစ်ဖို့အချိန်ရောက်လာတော့သူ့ရဲ့မိဘစီပြန်သွားပြီးတော့ခွင့်ပန်မယ်သူဟာရဟန်းတက်တော့မယ်ရဟန်းပေါင်တက်တော့မယ်ဆိုတော့ခွင့်ပန်ဖို့သွားတာတော်လန်းကြီးတစ်ခုကိုဖြတ်တန်းပြီးတော့သွားတာသူတစ်ပါးတည်းဖြတ်တန်းသွားတဲ့အခါကျတော့အဲ့တော်ထဲမှာဘယ်သူတွေနဲ့ပဲပင်မှသွားတွေ့တော့ဆိုလူဆိုးတွေ900နဲ့သွားပြီးတော့ပဲပင်မှသွားတွေ့အုပ်စုလိုက်ဆိုးနေတဲ့လူဆိုးဆိုတဲ့တခိုးဓမြတပုံအလုံးပေါ်နေဒီထဲမှာဒီတောင်းကျမ်းနေတဲ့ပုဂ္ဂိုလ်တွေလူတွေကိုတိုက်ခိုက်ပြီးတော့တော်လန့်ဖြတ်သွားတဲ့လူတွေစီကိုတိုက်ခိုက်လူရက်ပြီးတော့ရှာဖွေစားတော့နေတဲ့လူဆိုးတွေအုပ်စုလူဆိုးခိုင်းကြီးပေါ့အဲလူဆိုးခိုင်းကြီးနဲ့သူသွားတွေ့တော့သူဖမ်းခံရဖမ်းလိုက်တယ်အဲ့ဒီချိန်မှာလူဆိုးခိုင်းကဘာလုပ်မလို့လဲလို့ဆိုတော့သူတို့ရဲ့ယုံကြည်ချက်အားလျော်စွာသူတို့အလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်နတ်ပူဇော်ကြမယ်ရှေးပူဇော်ကြမယ်ငယ်ငယ်တုန်းကလည်းရွာဓမြတိုက်တယ်ဆိုလို့ရှိရင်ဓမြတိုက်တော့မယ်ဆိုလို့ရှိရင်ရွာနတ်စင်လာပြီးတော့အရက်ပလင်းတို့ကြက်တို့ဆက်တာရှိတယ်လို့ပြောတာပဲဒီရွာကိုဓမြတိုက်တော့မယ်ဆိုဒီရွာပိုက်ဆက်ရွာဆောင်နတ်ကိုလာပြီးတော့လက်ထိုးသေးတာမသိကြအောင်ဆောင်းနေပါမသိကြအောင်ဆောင်းနေပါသူတို့ဒီနေ့ညဓမြတိုက်တော့မယ်အဲ့လိုပြောတာပဲဟုတ်လားမဟုတ်လားတော့မသိဘူးအဲ့ဒီရွာဆောင်နတ်တွေကိုလာပြီးတော့အရက်တို့ကြက်တို့လာပြီးတော့ဆက်တယ်တတိထားတဲ့လူကတော့နတ်စင်ကိုကြည့်ပြီးတတိထားဒီနေ့တတိထားကြနော်ရွာဓမြတိုက်ခံရလိမ့်မယ်ရွာဆောင်နတ်တွေလက်ဆောင်ပယ်ဆောင်တွေကိုသွားပြီးတော့
သူတို့လုပ်ငန်းအောင်မြင်အောင်မသာပါပေါ့ဒီလိုလုပ်လို့ရှိကြလူတွေကလုပ်လို့ရှိကြအဲ့တော့အခုတော်ထဲမှာနေတဲ့လူစိုးကိုင်းကြီးကလည်းဒီခွင်လေးကိုဖမ်းပြီးတော့သူတို့လုပ်တဲ့လုပ်ငန်းတွေအောင်မြင်မှုအတွက် sacrifice လို့ခေါ်တယ်ရစ်ပူဇော်မဲ့အလုပ်ကိုလုပ်ကြတယ်သူတို့တခါတရံကြတော့လေကံမကောင်းအကြောင်းမလာတဲ့အခါကျတော့သူတို့စောင့်ကြပ်ပြီးတော့စောင့်မျှော်နေတဲ့နေရာမှာလူတွေတရားမှမသွားကြဘူးဆိုတဲ့အခါသူတို့စားစရာတောက်စရာရှားပါလာမှာပေါ့လူတွေလာမှလူရဲ့တိုက်ခိုက်လို့ရမှာဟုတ်အဲ့တော့ဒီအတွက်နတ်ပူဇော်ကြမယ် sacrifice လုပ်မယ်ဘယ်သူလာတဲ့လူဖမ်းပြီးတော့သူ့ရဲ့လေချောင်းသွေးကိုထုတ်ပြီးတော့ရစ်ပူဇော်မယ်လို့လုပ်တချို့လူတွေကြတော့တတ်ဖြတ်ပြီးတော့ဥစ္စာငွေကြေးကိုယူကြတယ်ပေါ့အဲ့ဒါလို့သူတို့ဟာတောစခန်းတနေရာကနေပြီးတော့လာသမျှလူတွေဖမ်းတတ်ဖြတ်ရစ်ပူဇော်တဲ့အလုံးလုံးတယ်တခါတရံကြတော့သူတို့စီကနေပြန်ပေးဆွဲတယ်ဝေကြေးဒနာတွေရအောင်ရှာကြတယ်အဲ့ဒါလို့အလုပ်တွေလုပ်တဲ့အခါမှာဖမ်းခံရတဲ့ပုဂ္ဂိုလ်တိုင်းဟာအင်တန်မှကြောက်ကြတယ်ကြောက်တော့ငိုကြတယ်တောင်းပန်ကြတယ်အမျိုးမျိုးသူလွတ်ပါမလုပ်ပါနဲ့သူ့ကိုသနာပါစသဖြင့်ဒီလိုတောင်းပန်ကြအခုကိုရင်လေးကိုသူတို့ဖမ်းလိုက်တယ်အဓိမုဒ္ဒဆိုတဲ့ကိုရင်ဖမ်းလိုက်တယ်ဖမ်းပြီးတော့ဒီကိုရင်ကိုရစ်ပူဆောင်တယ်သူတို့တတ်ဖြတ်ပြီးတော့လက်ချောင်းသွင်းနဲ့ရစ်ပူဆောင်အဲ့ဒါလို့တတ်ဖို့ဖြတ်ဖို့အကုန်လုံးရစ်ပူဆောင်မဲ့ဟာတွေပြင်းစင်ပြီးတော့နေတဲ့အချိန်ကိုရင်ကထွက်လည်းမပြေဘူးသူ့မျက်နှာကလည်းကြောက်တဲ့မျက်နှာမရှိဘူးပဂတိအနေထားပဲသူကပြုံးနေမစိုးရိမ်တဲ့စိတ်နဲ့မျက်နှာကလည်းဘာမှစိုးရိမ်တဲ့စိတ်မရှိဘူးသူ့မိတ်ဆွေတွေတရားဓမ္မတွေနဲ့ထိုင်းနေတယ်လို့ပဲသူအဲ့ဒါကိုလူစိုးကောင်းဆောင်ကတတိထားမိတယ်တခြားလူတွေဆိုလို့ရှိရင်ငါတို့ဖမ်းထားလို့ရှိရင်ငိုရင်လည်းငိုတယ်ကြောက်ရင်လည်းကြောက်တယ်တောင်းပန်ရင်လည်းတောင်းပန်တယ်လူတွေကတုံလို့တကိုယ်လုံးဆက်တုံးတက်ခံရတော့မယ်ဆိုတဲ့သိတဲ့အချိန်ကစိုးရင်စိတ်တွေနဲ့လူဟာနေပတိထိုင်မချိအဲ့လိုဖြစ်ဒီကိုရင်ကြတော့အေးဆေးဆေးဘာမှမဖြစ်ပဲနဲ့ဘာလို့နေတာပါလဲသူတို့မှာစိတ်ထဲမှာထူးဆန်းနေတယ်ပေါ့ထူးဆန်းနေတယ်မကြောက်ရွံ့နေမကဘူးသူ့မျက်နှာလေးကပိုးတော်ကြီးလာသေးတယ်သူတို့လောက်ကင်နေတာတွေကိုကြည့်ပြီးတော့သူ့မျက်နှာလေးကပိုးပြီးတော့ကြည်လင်ရွှင်ပြပြီးတော့နေတယ်အဲ့တော့ဒီလိုအနေရကြီးကြုံပြီးအသက်ခံရမဲ့ဘေးနဲ့ကြုံနေတာတောင်မှဘာဖြစ်လို့မတုံမလုံနေရတာလဲဆိုတာကိုနားမလည်နိုင်လို့လူစိုးကိုင်းခေါင်းဆောင်ကြီးကနေပြီးကိုရင်ကိုမေးတာတို့ဖမ်းတဲ့လူတွေမှန်သမျှကြောက်ကြတယ်ငိုကြတယ်တောင်းပန်ကြတယ်အသနာခံကြတယ်ကိုရင်ကတော့ဘာတစ်ခုမှမပြောဘဲနဲ့ကြောက်လန့်တုန်လှုပ်ခြင်းမရှိတဲ့အပြင်မှာပို့ပြီးတော့မျက်နှာကြည်ကြည်လင်လင်နဲ့သူ့အတူတရားရှုပြီးအိန္ဒိယထိုင်းနေတာဘာဖြစ်လို့မကြောက်တာလဲအခုလိုကြောက်เสียအသက်ဘေးအန္တရာယ်ကြီးနဲ့ကျုံနေရတဲ့နဲ့ဘာဖြစ်လို့မငိုတယ်လဲဘာဖြစ်လို့စိုးရင်စိတ်တွေမဖြစ်တယ်လဲလို့မေးတာအဲ့ဒါလို့မေးတဲ့အခါကျတော့ကိုရင်ကဘာပြောတော့နတ္ထိစေတသိကံဒုက္ခံအနပိက္ခတကာမဏိဆိုတာခေါင်းဆောင်ကြီးပေါ့ခေါင်းဆောင်ကြီးတဲ့ကိုငက်ကွက်တဲ့စိတ်မရှိဘူးဆိုလို့ရှိရင်တဲ့စိတ်ဆင်းရဲမှုဆိုတာမဖြစ်ပါဘူးတဲ့နော်ကိုငဲ့ညာနေလို့လူတွေဟာစိတ်ဆင်းရဲမှုဖြစ်တာလေကိုငဲ့ညာတယ်ဆိုတာကိုတွေ့တာလားကိုဟုတ်လားမျက်နှိုးနေတာတ
တဏှာနဲ့တက်မဲ့နေတာအဲ့တော့ကိုယ့်ကိုမျက်နှိုးရာကနေကြည့်ပြီးတော့ကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်တွေကိုလည်းကြည့်အဲ့တော့တွေ့တာမှုစိတ်တွေကပိုများလာအဲ့တော့သူ့မှာတော့အနပိခတဲ့သူဘာကိုမှတွေ့တာမှုမရှိဘူးတဲ့သူမိဘလည်းမတွေ့တာဘူးပစ္စည်းဥစ္စာလည်းမတွေ့တာဘူးနောက်ဆုံးမှသူ့ဘဝသူ့အသက်တောင်မတွေ့တာဘူးသူ့မှာတွေ့တာမှုတစ်ခုမှမရှိဘူးတဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့နတ္ထိစေတသိကံဒုက္ခဒါကြောင့်မို့လို့စိတ်ဆင်းရဲမှုဆိုရင်စိတ်တွေသူ့မှာမဖြစ်ဘူးတဲ့အတိတ်ကန္တာဘယတပ္ပိခိနတန်ယောဇနတဝေတွေ့တာမှုတွေလုံးဝကင်းသွားတဲ့ပုဂ္ဂိုလ်မှာကြောက်တယ်ဆိုတာလည်းမရှိတော့ဘူးတွေ့တာမှုကနေကြောက်မှုကိုဝေးဖွားပေးတာဟုတ်နော်အစကပြောရတယ်လို့ကာမဒေါဆိုင်တိသောကိုတဏှာယဆိုင်တိသောကိုတွေ့တာမှုကစိုးရင်စိတ်ကိုမွေးဖွားပေးတာအခုမှသူ့မှာစိုးရင်စိတ်ဒီတွေ့တာမှုဆိုတာမရှိသည့်အတွက်ကြောင့်စိုးရင်စိတ်ကဘယ်တော့မှမဖြစ်ဘူးတဲ့ဘာကိုမှသူကတွေ့တာနေတာမရှိဘူးတရားမှလည်းမကြောက်ဘူးတရားမှကြောက်တယ်ဆိုတာကိုယ့်ကိုယ်တွေ့တာနေလို့ကြောက်တာဟုတ်တွေ့တာမှုကြောင့်ကြောက်တာကိုယ့်ကိုယ်တွေ့တာမှုမရှိရင်တောင်မှပဲပတ်ဝန်းကျင်တွေ့တာမှုနဲ့လူတွေကကြောက်လန့်မှုတွေကရောထွေးသွားတယ်ကိုယ့်ကိုယ်တော့သေရဲတရားရောင်ထင်ပြီးတော့ငါသေရင်မင်းတို့ဘယ်လိုနေရမလို့ဆိုတာအဲ့ဒါငါသေလို့ရှိရင်ဘယ်လိုနေရကြမလို့ဆိုအဲ့ဒါဟာတွေ့တာမှုတစ်ခုပဲပေါ့နော်အဲ့ဒီလိုစိတ်တွေနဲ့ငါသေရင်ဖြစ်မှဖြစ်ပါမလားကိုယ်အနေနဲ့ဥပမာသေခြင်းစိတ်ပေါက်နေတော့ယောဂဝေဒနာတွေဖြစ်လို့မနေကြတော့ဘူးသေခြင်းစိတ်ပေါက်နေရင်တောင်မှပဲငါသေသွားရင်သူတို့မှဖြစ်ပါမလားဆိုတာလေးတော့တွေ့ပြီးတော့စိုးရင်စိတ်ကဒီလိုဖြစ်တတ်သေးတာအဲ့တော့သူ့မှာတော့နတ္ထိစေတသိကံဒုက္ခအနပိခတခာမဏိဘာကိုမှမငဲ့ကွက်တဲ့ဘာကိုမှတွေ့တာမှုမရှိတဲ့ငါမှာစိတ်ဆင်းရဲမှုဆိုတာမလာတော့ပါဘူးတဲ့မလာတော့ပါအတိတ်ကန္တာဘယတပ္ပိခိနတန်ယောဇနတဝေငါမှာတွေ့တာမှုတန်ယောဇဉ်တွေအားလုံးမုံဒီမှုတန်ယောဇဉ်လည်းမရှိဘူးတွေ့တာမှုတန်ယောဇဉ်လည်းမရှိဘူးဘာကိုမှတန်ယောဇဉ်တွေ့တာမှုမရှိတဲ့ငါမှာကြောက်စိတ်ဆိုတာလည်းငါမှာမရှိတော့ပါဘူးတဲ့ဆွေးရင်စိတ်ဆိုတာလည်းငါမှာလုံးဝမရှိတော့ပါဘူးဟောကိုယ်လေးကသူ့မှာကြောက်စိတ်မရှိခြင်းကြောင့်ဆွေးရင်စိတ်ကင်းခြင်းကြောင့်ရှင်းပြတရားသဘောနဲ့ရှင်းပြတာခိနဘဝနိတ္တိကောခိနဘဝနိတ္တိယခိနာယဘဝနိတ္တိယဘဝနိတ္တိဆိုတာဘဝမှာရှေ့ဆောင်ရှေ့ရွလုံနေတဲ့တွေ့တာမှုဆိုတဲ့တဏှာဆွလမ်းမှုလိုချင်မှုဆိုတဲ့တဏှာဘဝကိုရှေ့ဆောင်လမ်းပြဖြစ်နေတဲ့တဏှာကုန်သွားပြီသူ့မှာတဏှာမရှိတော့ဘူးဘာဖြစ်လို့တဏှာကုန်ရတာလဲဒိဋ္ဌိဓမ္မေယထာတထေဓမ္မကိုသူအမှန်တိုင်းသိသွားပြီတဲ့သူတဏ္ဍာမှာဖြစ်နေတဲ့တရားတွေဟာယုတ်တရားနဲ့နံတရားအဲ့ဒီယုတ်တရားနဲ့နံတရားဟာသူဆိုင်ရာဆိုင်ရာအကြောင်းကြောင့်ဖြစ်နေတဲ့ယုတ်တရားနဲ့နံတရားသက်သက်မျှတာဖြစ်တယ်အဲ့ဒီယုတ်တရားထဲမှာငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးသဘာဝတရားသက်သက်မျှတာဖြစ်တယ်လို့ဆိုတာကိုသူကရှင်းရှင်းကြီးမြင်လိုက်တယ်လောကငါဆိုတာနဲ့ငါဟာဆိုတာနဲ့အတွေးဝင်မှစွန့်ရင်စိတ်ဆိုတာဖြစ်တာဟုတ်တမအားဖြင့်ကြည့်ကြည့်လေငါလို့မသိမ့်ပိုက်တဲ့အရာတစ်ခုငါလို့မထင်မှတ်တဲ့အရာတစ်ခုငါဟာလို့မထင်မှတ်တဲ့အရာတစ်ခုအတွက်လူတွေကစိတ်မှမပူတာလမ်းမေးပေါက်နေတဲ့သစ်ပင်ကြီးတစ်ပင်ကိုငါဟာလို့မသတ်မှတ်သေးသမျှဘာမှဖြစ်ဘူးလေဒီသစ်ပင်ကြီးဘယ်သူကခုတ်ယူသွားဘာမှဖြစ်ဘူးလမ်းမေးပေါက်နေတဲ့မြက်တွေခုတ်ယူသွားဖြတ်ယူသွားသူကမြက်ကငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးဆိုရင်ဆိုလိုတာကတော့ကိုယ်နဲ့ဘာမှမပတ်သက်တဲ့ဟာဆိုလို့ရှိရင်ဘယ်သူမှမပူဘူးလေဘယ်သူမှမပူသည့်အတွက်ကြောင့်စိုးရိမ်စိတ်ဆိုတာမလာဘူးအဲ့ဒါကိုကြောင်းပြပြီးပူတယ်စိုးရိမ်တယ်ဆိုတာတွေ့တာမှုအခြေခံတာတဲ့
Eri Bawaniti Sure Tana Pyokin Dwaraha the Bawa Diago Mandai Dilove Nadanama Chide Yudi Nandeha Kaze Udu Arasare Jondiari Jon Chide Away Jam Tinghara Chide Tinghara William Chide William Nayo Chide Saya Jondiari Jon Yudian and Diari Jondiari 200 to Chipiro 2 Jonetu Sensemetia Tuani Nane Bama Mapatapu Nahari Lemahopu Quebiro Talai Naya so in the good facial like Tomorrow a man did Manet did. And of what you do the so in now. Tomorrow a man Madiven Nalo Tenilu Soina, Nahalo Tenilu Soina. I don't know so that a dream machine was in Masoya Musa, and then Tishare. Come by Nepisi the crew out, Pietchen the Lu Pietwa Bamam Shifu. Go by me so in Toga Chipili. Go never there in Toga Sochidel. Togama Pisiosa is so that Piesini Yaishi. Todo Koha Mahofu. Go never better Pusui. But do ma Eri Pisi. The soil of a young Shibam Shia. Eroda, Madame Sharabo Nabayam Marani Hoti Para Nikipani Yata. Two Tanu Ti Dada, two are do it Diti. Tira to Bira Lumachino. Sunan Tira. Mama Mashida, Nadira Mohu. Maha Modi to Jama, Dira Mohu. Ubama Vane do not say. Alone lead Wondo Chivu. Juelayara, Pemanivi. Eri Wondo Gia Lenido. Wondo Gio Chargen. Todo Chalo Meabu. Machalo Machidevu Surenia. Eri Wondo Gio, Chape Meludia, Yaudalu. Chape Me Solution. Wonoji Mashiro Podwa the Lube Kanagoji Mashiro was in Dukuma Podwa Kanagoji Wonoji looked water Dayana Bogoria Tiluanian Kanagoji Wondo Mojive Tayago Shinaibo Daga Lauti on Joros Parido Bawabarina Kiri Osari Doeta Bawasure Kanajiha Tu turns on Tara, along lady, Plauti on Lido, down you, your tire, the logo, liver there. Kugaro, Sama Bogoriero, Kanayu, Lady Lubatum, Malilo, no down, Tassan like lady. Nota Kanagawa Tasha, Kanagawas or Kanaseva, Seva, Levio, no Sagava, Banase, Kanari, Tutu, like that. Era de Gong Yung Tanlina, Lila to lives. No, believe. Ero, since I go ready, can I go to Kudamabe? One of Gia, Madame Lila, Taji will charm us to achieve me one Amabe. Oh, Trusura. Down you, Yeta, the Lulide. Do you want to G Tandaya than Yatoka? Do you want to G Chalayama, Duka? You can take him and don't a Kana won't chat, says the only. No? Kana won't you chat. The guy will know one boy at the wall, senior Sinachi will do at the ball. When they ate town, they are lowly at a 2 down 180 belly. Time will do up young down a lonely lieutenant. Ayatara and then they are a daughter. Con do Jade con Lobia, by Salo we coffee Vanya Dawadi. Era Kanagoya won't open body bebo. Erelo turns on they look. Go the gun that on be go Jai like the last of very like Haro. Some Majujimen and let you have a common Jujimen and let you have a Yevdonian and Donna. Go Jai like that, come on, sure. To sit in the room, Yaji Kumyana. Erelo. Go have Mahopende, go them but the Bene. Tikanagawa Sure, the Bawa Diago, same man, teacher Miene Pogo Diaha. Tugo, Wondo Chilube, the Motala.
ဒီကိုရင်လေးဝိပဿနာဉာဏ်နဲ့ထက်မြက်ပြီးတော့ယန္တာဖြစ်ရောက်နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ခန္ဓာ၅ပါးကိုသူကတကယ်ဝန်တုပ်ကြီးလို့ထင်နေတာအဲ့ဒီဝန်တုပ်ကြီးကိုအခုလူစိုးကောင်းဆောင်ကြီးကဓာကြီးနဲ့ခုတ်ပြီးတော့ချပေးမယ်ဆိုရင်သူကခြေနှံ့နေတာဆွဲနေသိရှိဘူးနော်ငါခေါင်းပေါ်မှာလေးနေတာကြီးကိုသူချပေးတယ်ဆိုကျေးဇူးတောင်တင်နေသေးတယ်သူကဟောကြောက်စိတ်ဆွဲရင်စိတ်ဖြစ်ဖို့နေတာကျေးဇူးတောင်တင်နေသေးတယ်အဲ့ဒါလို့ကျေးဇူးတင်နေတာဟာဘာကြောင့်လဲလို့ဆိုအမြင်ကိုကသုတ်တံဓမ္မသမုပ္ပါဒံဓမ္မတသက်ဖြစ်နေတယ်လို့သူကမြင်တယ်ငါမဟုတ်ဘူးငါဟာမဟုတ်ဘူးတရားဓမ္မတသက်ပဲဖြစ်နေသူအကြောင်းကြောင့်သူဖြစ်နေဥပမာအသိစိတ်တွေဖြစ်နေတယ်ဆိုတာဘာကြောင့်ဒီအသိစိတ်တွေဖြစ်နေတာလဲဆိုအာယုန်နဲ့ဝတ္ထုစုံစည်းလို့အသိစိတ်ဖြစ်လာငါမဟုတ်ဘူးဥပမာမြင်သိစိတ်ကလေးဖြစ်လာတယ်ဆိုတာအစင်းအာယုန်နဲ့မျက်စိနဲ့စုံစည်းလိုက်တဲ့အခါမြင်သိစိတ်လေးပေါ်လာအဲ့ဒီမြင်သိစိတ်လေးကငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်နေတာကဖြစ်တယ်ဟောဓမ္မတက်တက်ပဲဒီထဲမှာငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးလို့အဲ့ဒါကိုပြောတာသုတ်တံဓမ္မသမုပ္ပါဒံဓမ္မတက်တက်ဖြစ်အကြောင်းတရားကလည်းဓမ္မပဲဖြစ်လာတဲ့အကျိုးတရားတွေကလည်းဓမ္မပဲအဲ့ဒီဓမ္မတက်တက်ဖြစ်ပြီးတော့သုတ်တံသင်္ခါရတဏ္ဍတေဖြစ်နေတဲ့အရာကြီးကသင်္ခါရယုတ်နံဆိုတဲ့သင်္ခါရတရားရဲ့အစဉ်ဆက်ကြီးဖြစ်စဉ်ကြီးတစ်ခုများတာဖြစ်တယ်ဖြစ်စဉ်ကြီးတစ်ခုများတာမြေကမ်းပါသွားပြီးတော့မြေတွေထိုင်ကြည့်နေမြေတွေဟာစီးဆင်းပြီးတော့သွားနေတာအဲ့ဒီသွားနေတဲ့မြေကြီးအစဉ်ကိုကြည့်နေရတယ်လို့ကိုယ်ကတဏ္ဍာမှာရှိတဲ့သင်္ခါရတရားတွေဟာလည်းမြေကြီးစီးနေတယ်လို့ပဲသူကသူဖြစ်နေကြတာအဲ့တော့အဲ့ဒီမြေကြီးတဲ့ရေတွေကိုတစုံတစ်ခုလုံးလေသူစွန့်ရင်စိတ်မရှိတော့ဘူးလေမြေကြီးကိုမြေကြီးလို့ပဲစီးနေတဲ့မြေကြီးလို့တစ်ခုလို့မြင်တာပဲထို့တူပဲသင်္ခါရတရားကိုသင်္ခါရတရားလို့မြင်တာငါလို့မမြင်ဘူးငါဟာလို့မမြင်တော့ဘူးဒါကိုပြောတာသုတ်တံသင်္ခါရတဏ္ဍတေသင်္ခါရဖြစ်စဉ်ကြီးတစ်ခုများတာဖြစ်တယ်ကိုယ်နဲ့ခွာထားလိုက်တာပတ္တန္တတယထာဘူတံဒီလိုမြင်တာဟာအမှန်တိုင်းမြင်တာပဲငါလို့မြင်တာကြအမှန်တိုင်းမြင်တာမဟုတ်ဘူးငါဟာလို့မြင်တာကြတော့အမှန်တိုင်းမြင်တာမဟုတ်ဘူးဓမ္မတသက်ဖြစ်နေတယ်လို့မြင်တာဟာအမှန်တိုင်းမြင်တာပတ္တန္တတယထာဘူတံနဗယံဟောတိခာမဏိခေါင်းဆောင်ကြီးတဲ့ဒီလိုအမှန်မြင်လို့ရှိရင်ကြောက်เสียပါရှိတော့လေငါ့ကိုတတ်တော့မှာဆိုတာလေးတွေးတဲ့အခါကျတော့ငါ့ကိုတတ်တော့မှာငါဆိုတဲ့အစွဲလန်းလေးနဲ့ငါဆိုတဲ့အပေါ်မှာတွေ့တာမှုလေးတွေကြောင့်မို့လို့ကြောက်တာကိုငါမှမရှိတာသူတတ်တာငါမဟုတ်ဘူးလေသူတတ်မဲ့ဟာငါမဟုတ်ဘူးရုပ်နဲ့နာနဲ့ဖြစ်စဉ်ကြီးတစ်ခုကိုပဲသူတတ်တယ်လို့ဒီလိုလဲခွဲခြားပြီးတော့သိလိုက်တဲ့အခါကျတော့ဘာဖြစ်သွားနဗယံဟောတိကာမိကြောက်စိတ်တွေကုန်သွားတယ်တဲ့သူကကြောက်စိတ်တွေလုံးဝဖြစ်ဘူးတဲ့ဘာနဲ့ဥပမာတူတော့ဆိုရင်တိနာကထသမံလောကံယထာပညာယပတ္တိမြတ်တွေလို့ဟုတ်လားအမိုက်တရိုက်တွေလို့မြင်လားလမ်းမေးမှာရှိတဲ့မြတ်တွေဘယ်သူကအပြတ်ဖြတ်မြတ်တွေပြတ်သွားပြီလို့ကိုယ်မှစိုးရင်စိတ်ရှိလားဆိုမရှိဘူးအဲ့ဒါလောက်ဖြစ်အောင်ကိုစိုးရင်စိတ်ကကင်းသွားတာအဲ့ဒါလို့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တရားနံတရားတွေကိုအပြင်မှာပေါက်နေတဲ့အလေလွင့်အမိုက်တရိုက်လောက်ပဲသဘောထားဒီလိုဆိုတာပေါ့နော်အဲ့လောက်ပဲမြင်တော့တာအဲ့ဒီမှာမမတ္တံသောအဝိန္ဒန္တံငါဟာလို့ဘယ်တော့မှမတွေ့ဘူးငါဟာလို့ဘယ်တော့မှမတွေ့ဘူးမတွေ့သည့်အတွက်ကြောင့်နတ္တိမေတိနာသောစတိငါမှဒါတွေလက်လွတ်တော့မှာပဲဟုတ်လားအဲ့လိုမစဉ်းစားနိုင်လို့ရှင်ငါဘဝလေးတော့ဆုံးရှုံးတော့မှာပဲနော်ငါဆွေမျိုးတွေနဲ့ငါခွဲရတော့မှာပဲငါပိုင်တဲ့ပစ္စည်းလေးတွေထားခဲ့ရတော့မှာပဲဆိုတဲ့ဟောအတွေးတွေကြတော့ကြောက်လန့်သွားတယ်လေ
Eri adwiri when the Jalan. Aduba Sura Lemishiro, Nga Sura Lemishiro, Husui. Nga Quea Sura Lemishiro, but do not Quea Mesura Lemishiro. The Bawa dia the Destra, Miena de Catero. South City, Lumiagon and Tilo Shimpiada. To Majauta, now that Sabio Queen Leah Babioros. O can tell me the Rina, but we name me Natiko. Dikana Gojina, Niwe Lavi, the Melogino. Dikana Goji, Dokari, Dukanzania, Javibo. Melogino, Tajanya Mama, the Joja Yoga Vienero, Managino Babu, Tajana Babi, the Bioja. Eda never told that the new head. The game agent I'm hopeful. No? Sierra will your mobile to Piora, Nida for it, and I wait up how they will need. I think that you waited of your Mobu, Nitoara. Nitoara. To Melodinova will look Joby Melo. Your Linja Gabaros, Yoga Mapichina, your Linja. To Niweda, Bao Niweda, Doka, Niweda, Bawa Niweda, Mahodu. Chiponi, Doka, Niwede, the Doka can never was so in Pio Ome. But the China Agami and Harley, yes, it was a gong of your TV, the Pegada Niweda. Saviors, they are Niweda, Joshin, they are money on the day. Era had Tanaya lecture. Muga did I give a soul of Lojamu, Kango Lojani. A goody, Queen Leah, the Adi, Direka, to Biora, a little mogu, Okan Tami, 3 na, to Kana, to Yata, Kanajinel, to Madame Niwini, Madame Niwini, but when I meet Natiko, for one of people to Melojano. Hawaii Dokari, to Jadana Tita, Malochano, Toyam basic the D, Kayo, Inyosa, Navo the D, to Shinzani and Taravala, to Matudamuri, Loma Mississippi, Dikana Goji Piasido, Naka Kanago, the crew to Yamam Hofu. The Handa late one. Dikana Goji Piasi, Piasido, Nakana, do you want Mammy? Yalemyaro, Yosef Shiro. As Namagori Nitara Jaro, Tidoka Doni, Piaudwabi, Nauta Duka Doni, Lujimiana. Duva. Lujina the Banga Janity, no? Eri Dradamuga, Moko Nevu. Say Dokao, Shomone, Sana Dukao, Mianoni, Zebe Chite. Edi Queen Leara, Dilomohu. Toyam basic the Dikayo, Kunmayata, the Kanagoji, Janya Mama Yivedu, Era Kulu, Luzuriga Talelu, Tidwai, Tikanagoha, Piyata. Tapia Babino, in your son, Navo the D, Nauta Kanago, Dilengama Yama Mofu. So, say him a do. Pure don't Babi. Pure Babi of Babiola lesson. Young Wokisan, 3 nut, Tangrota, Yatasata. Nakana Nepadavi or Minu Luchana Loja. Luzuri. Luchanalo. Avelo. Luchanalo. Nami Tapisia Data, Dodo Pimisa Hidi. Edilu Luchana Luchina Lama. Say Sore, Sore, Doda Lemachifu. Nauta Lujine so them Yanomu be marked like a chipple. Tario Colon Lily Shunane to Surapo. Ero baby Mandame. A gulu de Adamau, the Bawa de Tatanyada, Pity, the Bawa Pity Yirikumiada, no solution. Loga Ludeha, Mane, Quatavi, Mahane, Quatara Mesui. Di Adrenio, Kangai Mama, she, Di Yamu, Kangai Mama, Pity swing. So is this a Peromamlaro, Dija. So is it you Peshare? Konalo, Adamana, Chilo Ajilu, Nagabe, and Nayame Sure, Adamanaja, Majota, the Mew. Akuaga, Adamanaja, Mahofu, Amandi,
ညာကြောင့်အမှန်သိတဲ့ဓမ္မအသိကြောင့်မကြောက်တာစိုးရိမ်စိတ်တွေဖယ်ရှားနိုင်တာအဲ့ဒီလိုလဲပြောလိုက်ရောတတ်မဲ့ဖြတ်မဲ့ပြင်ဆင်နေတဲ့လူဆိုးတွေဟာဘာဖြစ်သွားသူပြောတာကိုခေါင်းကိုရင်လေးပြောနေတာကိုနားဆိုင်ပြီးတော့ထောင်းနေရင်ကနေပြီးတော့သူတို့စိတ်ထဲမှာကြက်သီးမွေးညင်းနေထားတာဒါတော့လူငယ်အရွယ်ကနေပြီးတော့တို့ချင်တာလို့ဘာမှမစိုးရိမ်ဘူးဆိုတာစကားအနေနဲ့ပြောတာမဟုတ်ဘူးမျက်နှာကလည်းပဲအပြုံးမပြတ်ဘူးသူကအဲ့ဒါမြင်လိုက်တဲ့အခါကျတော့သူတို့ကြက်သီးမွေးညင်းနေထသွားကြတယ်ကြက်သီးမွေးညင်းနေထသွားပြီးတော့လက်ထဲမှာကင်ထားတဲ့လက်နဲ့တွေသူ့ကိုတတ်ဖို့ပြတ်ဖို့စီရင်ထားတာတွေအကုန်လုံးပြစ်ချအကုန်လုံးပြစ်ချပြီးတော့ခေါင်းဆောင်လုပ်တဲ့လူဆိုးကြီးကဗာမေးတော့ဆိုကိမ့်ဗန္တိဂရိတဝါနာကောဝါအာစရိယောတဝကတ္တသာသနာမာဂမှာလပ္ပတိတံအဘောကတာအခုလို့စိုးရင်စိတ်တွေမရှိတာဟာစိုးရင်စိတ်တွေမရှိတာကိုတော့စိုးရင်စိတ်တွေလုံးဝဖြောက်ပြီးတော့အပြုံးမပြတ်နေနိုင်တာဘာလုပ်လို့လဲဘာတွေလုပ်ထားလဲသူစိတ်ဒီလိုကြံ့ခိုင်နေအောင်ဘာတွေလုပ်ထားလဲကိုတော့ကိုလမ်းပြတဲ့ဆရာကဘာတူလဲဘာတွေလုပ်တာလဲဘယ်လိုလမ်းပြလဲသူ့ရဲ့အဆုံးအမကိုတော့ရရှိလို့အခုလိုစိုးရင်စိတ်တွေဘယ်လိုလုပ်ပြီးရလာသလဲသူ့ရဲ့အဆုံးအမဘယ်လိုလုပ်ပြီးတော့ရလာသလဲအခုလိုမစိုးရိမ်အောင်ဘုရားရဲ့သူ့ရဲ့အဆုံးအမတွေကိုတော့ဘယ်လိုရလာတာလဲလို့ဆိုတဲ့မေးခွန်းကိုမေးတာအဲ့တော့မေးတဲ့အခါကျတော့မှသူကဖြေတယ်အေးလောကမှာသဘာဝတရားတွေအားလုံးဘုရားခတ်သိမ်းအားလုံးကိုအမှန်သိတဲ့တပည့်ကြီးမြတ်စွာဘုရားဆိုတာရှိတယ်လောကကြီးအားလုံးပေါ်မှာကြီးမားတဲ့အကျဉ်းတရားနဲ့ကျေပြတ်တဲ့ပညာတရားနဲ့သူ့ရဲ့အဆုံးအမစကားတွေကိုမြတ်စွာဘုရားဟောကြားခဲ့တယ်အဲ့ဒီဟောကြားထားတဲ့တရားတော်တွေအတိုင်းငါဟာလိုက်နာကျင့်သုံးသည့်အတွက်ကြောင့်အခုလိုစွန့်ရင်စိတ်ကိုဖယ်ရှားနိုင်တာဖြစ်တယ်မင်းတို့လည်းအဲ့ဒီဘုရားရဲ့အဆုံးအမတွေအတိုင်းလိုက်နာကျင့်သုံးမယ်သဘာဝတရားတက်တက်ဆိုတာသိကြတော့သိအောင်ဒီအသိဉာဏ်မျိုးကိုရမယ်ဆိုရင်စွန့်ရင်စိတ်တွေကိုဖယ်ရှားပြီးသားဖြစ်နိုင်တယ်ဖြစ်မှသိကြတယ်လို့ကိုရင်လေးကဒီလိုလမ်းမှန်ကိုသူတို့အဖြေကိုဖြေရှင်းလိုက်တဲ့အခါသူတို့အားလုံးလက်နဲ့တွေဖယ်ရှားပြီးတော့ကိုရင်လေးကိုတတ်မဲ့ကိစ္စအားလုံးဟာစွန့်ပယ်လိုက်ကြတယ်မတတ်တော့ဘူးမတတ်ရနေမကဘူးဒီဘဝမှာသူတို့လူဆိုးဘဝကနေပြီးတော့သာသနာပေါင်းဝင်ပြီးသူတော်ကောင်းအသွင်လောက်ကြတော့မယ်လို့ကိုရင်လေးရဲ့ရှေ့မှာဒုတုပ်ပြီးတော့သူတို့ကိုသင်္ကန်းဝတ်ပေးဖို့တည်အောင်နောက်ဆုံးမှာသူတို့ဟာကိုရင်လေးထံမှာအလုံးဝန်ချတောင်းပန်ပြီးတော့သူတို့ဝတ်တဲ့အဝတ်တွေကိုအမြိတ်တန်းစာအစာတွေဖြတ်ပြီးတဲ့အခါမှာယဟန်အသွင်ကိုရင်လေးကဝတ်စီပြီးတော့ဘုရားကျောင်းတော်ကိုခေါ်သွားတော့နောက်ဆုံးမှာမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဒီလူဆိုး900ဟာလည်းပဲအကျွတ်တရားရသွားတယ်ဆိုတဲ့ဇာလန်းကိုထေရဂါထာမှာအဓိဗုဒ္ဓထေရဂါထာဆိုပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်ပေါ့အဲ့ဒီမှတ်တမ်းရဆွေးစိတ်ကိုဖယ်ရှားတဲ့ဤစနစ်ဟာဝိပဿနာကျင့်စဉ်ကိုကျင့်မှဆွေးစိတ်ကိုဖယ်ရှားနိုင်မှာဖြစ်တယ်နောက်ဆုံးသိကြအောင်ဓမ္မတတ္တတာဖြစ်ဓမ္မတတ္တရဲ့ဖြစ်ချင်းများတာဖြစ်ပြီးသင်္ခါရအစဉ်ဖြစ်စဉ်ကြီးတစ်ခုများတာဖြစ်တယ်ဆိုတာမြင်အောင်ဝိပဿနာကျင့်စဉ်ကျင့်လို့ဝိပဿနာဉာဏ်ရင့်တန်လာတဲ့အခါမှာနိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့မဲ့ဉာဏ်ဖွဉာဏ်တွေရရှိပြီးတဲ့နောက်မှာစိုးရိမ်စိတ်တွေကိုလွန်မြောက်နိုင်ပါတယ်ဆိုတာကိုယ်စီသဘောကျပြီးတော့ဘုရားမြတ်စွာရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာသိရန်กว่าချမ်းသာကြပါစေသ
တ္တဝါများစွာနေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားချမ်းငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးကားချမ်းငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောင်းကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာဆေယတောဟူသမျှတို့သည်သမုဟတာပိဋ္ဌာဘဲတွင်ရေမတင်တကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ကြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းကြသောတိတိဘောကိလေသာကိုပုခတ်သိကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးပြုတော်သို့သာရဝတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်လည်းမြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း